မင်္ဂလာပါလူတို့ရေယခုခေတ်မှာကျွန်တော်တို့ရုပ်ပိုင်းဆိုင်ရာချင်းချောက်မှုတွေကလွဲပြီးဒီဂျစ်တယ်အန်ကြီးကျယ်ချင်းထဲမှာပဲနေထိုင်နေရပါတယ်။ Instagram ရဲ့စိုးမှုချင်းအလုပ်ခွင်မှာပြိုင်ဘက်တွေရဲ့လက်ကွက်ဆန်ဆန်ကန့်ကွက်မှုနေရအနှံ့ကကျွန်တော်တို့ကိုကြာဆင်းလာနေတဲ့စိတ်ဖိစီးမှုနဲ့ဖိအားတွေဝိုင်းဝန်းဖြတ်ထားတဲ့ခံစားချက်ကိုမခံစားရဘူးလားအီလီရှာကအာယုံဘရင်ရဲ့ရှိုးဝက်စစ်စင်ရဲ့အစီအစဉ်ကိုအရင်ကတည်းကတီးပြီးတရေလဘရင်ကိုပြောပြလိုက်တော့အာယုံဘရင်ကဘသူ့ကိုရှိုးဝက်ချက်တွေထုတ်ပြောနေရလဲလို့အလွန်ဒေါသထွက်ပြီးအီလီရှာရှိတဲ့ဒိုတန်ကိုဝိုင်းဝန်းဖြတ်ပြီးသူ့ကိုဖမ်းဆီးခဲ့လို့အမိန့်ပေးလိုက်ပါတယ်ဒီမှာဝိုင်းဝန်းဖြတ်ခြင်းခါရအစရာဆိုတာမူရဲ့အဓိပ္ပာယ်ကရိုးရိုးဝိုင်းဝန်းဖြတ်တာမဟုတ်ပဲဒေါသတွေစုပုံလာပြီးစိတ်နှလုံးကျဉ်းမြောင်းပြီးနာကျင်စေတဲ့အရာပါဖျားရှင်ရဲ့ဒုတိယဘရင်မှတ်တမ်း6ပေါက်14ပေါက်အွန်လိုင်းမှာမှတ်ချက်တစ်ခုရာနှစ်ပေါင်းများစွာဆိုးမှုတွေပြန့်နှံ့သွားတာလိုပဲဒါမှမဟုတ်အလုပ်ခွင်မှာအထင်မြင်လွဲမှုသေးသေးလေးအဖွဲလိုက်ဖိအားတစ်ခုလုံးဖြစ်လာတာလိုပဲဘရင်ရဲ့စိတ်နှလုံးကျဉ်းမြောင်းပြီးပောက်ကွဲလာတဲ့အချိန်မှာအီလီရှာကဘလို့လုပ်ခဲ့လဲထွက်ပြေးတာဒါမှမဟုတ်တိုက်ခိုက်တာမလုပ်ပါဘူးရိုးရိုးအေးအေးဆေးဆေးဆောင်ဆိုင်ခဲ့ပါတယ်ဘာလို့လဲဆိုတော့အီလီရှာကဖျားရှင်ရဲ့မီးနယံကတိဆောက်ပြီးသားဆိုတာသိထားလို့ပါဒီမှာမီးနယံဆိုတာဘာလဲကွန်ပျူတာလိုပဲဒီဂျစ်တယ်ကဘာမှာ bias ဒါမှမဟုတ်ဟက်ကဝင်ရောက်မှုမရှိအောင်တားဆီးပေးတဲ့အရာပါအီလီရှာရဲ့မီးနယံကဖျားရှင်ရဲ့ကာကွယ်မှုပါအာယုံဘရင်ရဲ့စစ်တပ်ဝိုင်းဝန်းဖြတ်အရင်ဖျားရှင်ကအီလီရှာပတ်ဝန်းကျင်မှာမိရဲ့စစ်တပ်ကိုတိဆောက်ပေးပါတယ်အီလီရှာရဲ့အမှုဆောင်ကြောက်ရွံ့ပြီးတုံရင်နေပေမဲ့အီလီရှာကမကြောက်ပါနဲ့ကျွန်တော်တို့ဘက်ကသူတို့ဘက်ထက်ပိုများတယ်လို့ပြောပါတယ်ကျွန်တော်တို့ဘဝမှာလည်းချင်းချောက်ခံရတဲ့အခါဝိုင်းဝန်းဖြတ်မှုစုပုံလာတဲ့အခါဒီလိုမီးနယံရှိရင်ဘယ်လောက်ကောင်းမလဲဒီမီးနယံကကျွန်တော်တို့အင်အားနဲ့မလုံနိုင်ပါဘူးအဲ့ဒါကယေရှုခရစ်တော်အတွင်းမှာပဲအရင်ကတည်းကပြည့်စုံပြီးသားပါယေရှုတော်ကကမ္ဘာအားလုံးဝိုင်းဝန်းဖြတ်မှုအပြစ်နဲ့တည်ခြင်းဖိအားကိုခံခဲ့ပါတယ်ဝိမျိုးမှာငါ့ကိုဘာလို့ဆုံးပစ်ခဲ့တာလဲလို့ပြောရင်အဲ့ဒီနာကျင်မှုအားလုံးထမ်းပိုးပြီးကျွန်တော်တို့ကိုလွတ်မြောက်စေခဲ့ပါတယ်ယေရှုတော်ရဲ့တေခမ်းမှထလာတာကအဲ့ဒီမီးနယံပဲပါယေရှုခရစ်တော်ကိုယုံကြည်တာဆိုတာယေရှုတော်ကကျွန်တော်တို့ဝိညာဉ်ပတ်ဝန်းကျင်မှာအရင်ကတည်းကခိုင်ခန့်တဲ့မီးနယံတိဆောက်ပေးခဲ့တာကိုယုံကြည်တာပါလူတို့ယေရှုခရစ်တော်အတွင်းရှိရင်ဘဝမှာဘလို့ချင်းချောက်မှုရှိရင်တောင်ဖျားရှင်ရဲ့ကာကွယ်မှုကဗဟက်ကဒါမှမဟုတ်ပစိုးစိုးမှဥထပ်ပိုပြီးအင်အားကြီးမယ်ဆိုတာခံစားမြင်ရမှာပါဒါကြောင့်စိုးရိမ်မနေပါနဲ့ယေရှုတော်အတွင်းမှာငြိမ်သက်မှုရှာပါလူတို့ရဲ့ဝိညာဉ်ရေးဒီဂျစ်တယ်မီးနယံကအရင်ကတည်းကပြည့်စုံစွာတိဆောက်ပြီးသားပါနှုတ်ဆက်ဖို့စူးစမ်းတဲ့ဗလက်နဲ့မဆိုဘာမှအသုံးမဝင်ဘူးယေရှယာ54:19ဒီနေ့လူတို့ယေရှုတော်ကိုလက်ခံရင်အဲ့ဒီမိရဲ့စစ်တပ်ကလူတို့ကိုကာကွယ်ပေးမှာပါဖျားရှင်ရဲ့ကာကွယ်မှုလူတို့နဲ့အတူရှိပါစေ